ဒီကိုအခုဘတ်စီလာတနားကြတယ်လူကာနိုကိုရောက်လာပြီဒါကတော့ဆွစ်ဇာလန်နိုင်ငံမှာပါဆန်ဒေးဆိုတော့သူ့ရဲ့လောအရာဆိုင်တွေအကုန်လုံးပိတ်ထားတယ်စားတော့ဆိုင်ရလူတွေတခြားတွေအကုန်လုံးကလူတွေအကုန်လုံးမဖြစ်မနေနားမယ်ဆိုတော့လောရှိတယ်တဲ့အဲ့တော့အမပိတ်ထားရပေါ့နော်ဒါပေမဲ့ဒီနားက view တွေကလည်းအခုနားတော့ကနေရာလိုမျိုးပဲတော်တော်လေးကိုလာပါတယ်အဲ့တော့တစ်ချက်လိုက်လိုက်အောင်နော်ဒီနေရာကလည်းအရန်လာပါတယ်မျိုးလုံးနဲ့မဆန့်တော့ပါဘူးဒီမှာရေနဲ့တောင်နဲ့ရှိသမျှနေရာတိုင်းကအရန်လာရဲဆိုတဲ့ theory တိုင်းပဲဒီနေ့မနေ့အစောကြီးကနေ track ခဲ့လို့ပေါ့နော်တော်တော်လေးကိုပင်ပန်းနေပါပြီခုနကတော့မဖြိုးပြောတဲ့အတိုင်းပဲပေါ့နော်လာတယ်ဘယ်နေရာကြီးလာတယ် amazing ပဲဒီ trip ကတော့တော်တော်လေးတန်သွားပြီပေါ့နော်မီလန်ရောက်တယ်ဆိုရင်ဒီ trip ကိုလှုပ်တင်တယ်ပေါ့နော်ဒီ tour guide ကိုစီးမှလာတင်တယ်အဲ့လောက်ကြီးပတ်စံလည်းမပေးရဘူးဒီမြို့လေးမှာတနားရီလောက်အချိန်ရှိရဆိုတော့ coffee လေးတောက်ခဏလေးနားပေါ့နော်နားပြီးသွားပြီဆိုရင်ဒီနေတဲ့မီလန်မြို့ကိုပြန်มาတော့မယ်ပေါ့နော်ဒီနားလေးကတောင်တွေကလည်းအခုနတော့တွားခဲ့တဲ့လက်ခုံမို့လိုမျိုးပဲပေါ့နော်တမူထူးခြားမှလာတယ်တောင်တွေကပိုပြီးမှလေနီးတယ်ပေါ့နော်သူကဒီလက်ခုံမို့လောက်မကျဲတဲ့အတွက်ကြောင့်မို့တောင်တွေကပိုပြီးမှနီးတယ်ပေါ့နော်ပြီးနောက်တစ်ခုကဒီဆွစ်ဇာလန်နိုင်ငံရဲ့အလံကလေလုံးဝထင်းပြီးမှလေဒီနိုင်ငံကိုရောက်တဲ့အခါမှာ welcoming ဖြစ်တယ်ပေါ့နော်ဟုတ်လားသူတို့အလံနေသူ့အလံနေရာတိုင်းမှာရှိရလားဟိုမှာလေသူတို့အလံနေမဖြိုးကဗီဒီယိုရိုက်နေဒီဗီဒီယိုစာဆုံးကို DD Burmese ဆိုတဲ့ YouTube channel မှာကြည့်ရှုနိုင်ပါတယ်